အားလုံးပဲမင်္ဂလာပါကျွန်တော် NNC ကင်မရာကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ကျွန်တော်ဒီနေ့မျှဝေသွားမှာတော့ PowerPoint မှာကျွန်တော် slide များကိုကိုယ်စိတ်တိုင်းကြပြသရှင်းတဲ့ slide တွေကိုထိန်းချုပ်တဲ့နည်းလို့ကျွန်တော်မျှဝေသွားမှာဖြစ်ပါတယ်နော်အခုကကျွန်တော်တို့ကဒီ PowerPoint သုံးတာအထက်မှာကျွန်တော် slide ပြတာပို့ပြီးတော့အရေးကြီးတယ်နော်ကိုဖန်တီးထားတဲ့ slide တွေကိုမှကိုကဘယ်ဟာကိုပဲပြသရှင်းတာလဲဘယ်လိုရွေးချယ်ပြီးပြသရှင်းလဲဆိုတာကိုဒီမှာမျှဝေသွားမှာပေါ့နော်ဒါမေးထားတဲ့လူတွေလည်းရှိနေလို့ပါကျွန်တော်ကိုဖန်တီးထားတဲ့ slide ထဲကမှဘယ်ဟာတွေကိုကျွန်တော်ဥပမာရွေးပြရှင်တာပေါ့နော်ကျွန်တော်အခုဒီမှာဆိုရင် slide 8ခုကျွန်တော်နမူနာရှိထားတယ်အဲ့ဒီ8ခုကိုမှကိုက presentation လုပ်ရမယ့်အချိန်ကနည်းသွားတယ်ပေါ့နော် slide 8ခုထဲမှာ4ခုပဲပြောရတော့မယ်အဲ့ဒီ4ခုထဲမှာကိုလိုချင်တာတွေပဲရွေးပြီးပြောမယ်ဆိုရင်မပြရှင်တဲ့ slide တွေကိုဘယ်လိုပိတ်ထားမလဲပေါ့နော်အဲ့ဒီဟာနဲ့ပတ်သက်ပြီးတော့မှ presentation ပြတဲ့ view တွေကိုကျွန်တော်ဒီမှာလေ့လာကြည့်ကြည့်အောင်နော်ဟုတ်ပြီအဲ့တော့ဒီ PowerPoint စသုံးပြီဆိုရင်တော့တော်တော်များများတော့ slide show ကြည့်နေရတော့သိမယ်လို့ထင်ပါတယ်เนาะအဲ့လိုတကူကြည့်ဖို့အတွက်ကျွန်တော်အရင်ဆုံး slide number တက်ထားလိုက်အောင်မယ်เนาะ insert ထဲကနေမှ slide number ရ header folder ထဲနဲ့ဝင်ပြီးတော့မှ slide number ဖွင့်လိုက်ရတယ်ဘယ်နောက်သွားမပေါ်လာပါဘူးဟောဒီမှာကွယ်နေတာเนาะအယောင်သွားပြီးတော့ရောနေလို့တော့မမြင်ရဘူးဒီမှာရှော့ဒီမှာခွန်အောက်မှာမြင်ရတယ်အပေါ်ဘက်မှာမမြင်အောင်နော်ဟုတ်ပြီဆိုတော့အဲ့ဒါတော့ပြဿနာမဖြစ်ပါဘူးကျွန်တော်အခုဒီမှာ slide number 5ကိုနှိပ်ထားပြီနော် slide number 5ကိုနှိပ်ပြီးတော့မှကျွန်တော်တို့ဒီ slide show တွေကိုသွားမယ် from beginning ဆိုတော့အစအနေပြတာဖြစ်ပါတယ်เนาะကျွန်တော်အခု slide number 5ကိုနှိပ်ထားတယ်ဘယ် slide ကနေပဲနှိပ်ထားနေတာကျွန်တော် from beginning လို့ရွေးလိုက်ပြီဆိုတာနဲ့သူက presentation ကိုအစအနေပြသွားမှာဖြစ်ပါတယ်เนาะဒီမှာကျွန်တော်တချို့ဟာလေးခက်ခဲနေပါလေဆိုတော့ကျွန်တော်ရဲ့ဒီ screen record ကတခြားပဲဖန်ထားတာဆိုတော့ screen ဒီ presentation လုပ်လိုက်တဲ့ချိန်အပြည့်ဖြစ်သွားရင်တော့ကျွန်တော်တခြားပဲမြင်ရတော့မှာပေါ့နော်ဟုတ်ပြီအဲဆိုရင်ကျွန်တော်ပြောချင်တာတော့ from beginning ဆိုအစအနေပြတာကျွန်တော်ဘယ်နေရာမှာပဲနှိပ်ထားနေတာကိုက slide တွေကိုပြင်နေတယ်ပြင်နေတဲ့လည်းမှကိုယ်လည်းရောက်ပြီးပြောဖို့ရောက်ပြီဆိုတာနဲ့ကိုကအစအနေပဲပြောမယ်ဆို from beginning တန်းနေတခါကျရင်ကျွန်တော် home tab ကိုရောက်နေတယ်slide show တဲ့အနေတရားယူလာမနှိပ်ရှင်တော့ဘူးဆိုကျွန်တော် keyboard ကနေ F5 ကိုနှိပ်လို့ရတယ် function 5ပေါ့နော်ကျွန်တော် function က12ခုထိပါတယ် function 5ကိုနှိပ်လိုက်မယ်ဆိုရင်လည်းသူကအစအနေတန်းပြမှာဖြစ်ပါတယ်နော်ဟုတ်ပြီပြီးတော့ကျွန်တော်နောက်တစ်ခုကဘာလဲဆိုရင် from current slide ဆိုတာကကိုပြရှင်တဲ့ slide ကနေရွေးချယ်ပြီးပြတာဥပမာကျွန်တော်ဒီမှာ1 2 3မပြတော့ slide number 4ကနေစပြမယ်နော်အဲဆို number 4ကိုနှိပ်ပြီးတော့မှ from current slide ကိုနှိပ်လိုက်မယ်ဆိုရင်ဒီ slide number 4ကနေစပြီးတော့စပြပါတယ်ကိုနှိပ်လိုက်တဲ့နေရာကနေလက်ရှိနှိပ်ထားတဲ့နေရာကနေပြဖို့အတွက် from current slide ပါ from beginning ဆိုတာတော့အစအနေပြတာပါနော်ဟုတ်ပြီနောက်တစ်ခါ custom slide showဒါလေးကပို့ပြီးတော့သုံးလို့ကောင်းတယ် custom slide show ဆိုတာကျွန်တော်ဒီ slide တွေကိုကိုယ်တိုင်ပြန်လဲသတ်မှတ်ပြီးတော့ရွေးချယ်ပြသားတာခဏပြောလို့ပေါ့နော်ကျွန်တော်ဒီ slide 8ခုတွေကမှ4ခုပဲကျွန်တော်ရွေးပြီးတော့ပြောတော့မယ်ဒါဆိုရင် custom slide show နေမယ် custom show ကိုသွားမယ် custom show ရဲ့အနေမှာကျွန်တော်ကအခုမှအသစ်စပြီးတော့သတ်မှတ်မှာဖြစ်တဲ့အတွက် new ဆိုတာလေးကိုနှိပ်လိုက်မယ်ဒါဆိုရင်အခုလက်ရှိဒီမှာ slide 8ခုပေါ့နော်အဲ့ဒီထဲနဲ့ကျွန်တော်ကနံပါတ်1ကိုပြောမယ်ဟုတ်ပြီ1ကိုကျွန်တော်တစ်ချက်နှိပ်ရုံနဲ့ကျွန်တော်မရသေးဘူးအမှန်ချစ်ကလေးပါတက်ထားပြရမယ်ဒါမှ add ဆိုတဲ့ဟာလေးပေါ်မယ်ဒါဆို1က1ပဲပေါ့နော်ဒီဘက်ရောက်သွားပြီပြီးကျွန်တော်3ကိုပြောမယ်3အမှန်ချစ်တဲ့ add လို့နေဒါဆို3ကဒီမှာနံပါတ်2ဖြစ်သွားပြီ1 3ပေါ့နော်1 3ပြီးတော့ကျွန်တော်8ကိုပြရှင်တယ် add ဒါဆို1 3 8ပြီးမှ9ကိုပြရှင်တယ်ဒီလိုပေါ့1 3 8 5ပေါ့နော်အဲဆိုအဲ့ဒီ4ခုပဲပြမယ် okay လို့နှိပ်လိုက်ပြီဒါဆိုရင်ဒီမှာ custom show 1လို့ပေါ်လာပြီဒီ custom slide show မှာသွားနှိပ်ရင်လည်းဒီမှာ custom show 1ဆိုတာလေးလည်းပေါ်လာပါပြီเนาะသူတစ်ချက်နှိပ်လိုက်မယ်ဒါဆို1 3ပြီးသွားရင်နံပါတ်8နံပါတ်5ပြီးရင်သူကမလာတော့ရက်သွားမှာပေါ့နော်ဒီလိုမျိုးအဲဆိုဒါက custom slide show ပို့ပြီးတော့သုံးလို့ကောင်းပါတယ်ကိုယ်စိတ်တန်းကြာရွေးချယ်ပြသတာပြောတာပါနော်ဒါကကျွန်တော်ခဏ1 3 8 5သတ်မှတ်ထားတယ်အဲ့လိုပဲကိုကနောက်တဲ့တနည်းနဲ့ထပ်ပြီးတော့သတ်မှတ်စေချင်တယ်ဆို custom show ကိုနှိပ်မယ်နှိပ်ပြီးတော့ new ဆိုတဲ့ဟာလေးနှိပ်ပြီးတော့မှအသစ်ထပ်ပြီးတော့မှသတ်မှတ်လေးရပါတယ်ဟုတ်ပြီနောက်တစ်ခုကကျတော့ set slide showဆိုတာက from to မြန်မာလိုဆိုမှတ်တော့ပေါ့နော်ဘယ်ကနေဘယ်ထိပဲပြမယ်ဆိုတဲ့သဘောမျိုးသူ့တစ်ချက်နှိပ်လိုက်ပြီဒီဘက်တစ်ချက်တော့မကြည့်တော့ဘူးဒီနားလေးကြည့်လိုက်မယ်ဒီမှာ all လို့ရေးထားတာဖြစ်တဲ့အတွက်ကျွန်တော်ရှိသမျှ slide တွေအကုန်လုံးကိုပြမယ်လို့ပြောတာ from ဆိုတာကမှားပေါ့နော်ဒီမှာ to တော့အဲ့တော့သူက1ကနေ8ထိပြမယ်မဟုတ်ဘူးကျွန်တော်ကနံပါတ်5ကနေပဲစပြရှင်တယ်နံပါတ်9ထိဒါဆိုသူက9 6ခုပဲလာမှာပေါ့နော်အဲ့လိုမျိုးဒီ custom show ကကျတော့ကိုသတ်မှတ်ထားတဲ့ slide ပဲလာတာဒါကကျတော့ဒီဂျားတွေကကိုသတ်မှတ်ထားတဲ့ဂျားတွေဟာတွေရောအကုန်လုံးပါလာမှာနော်ဒါဆိုရင်9 6ခုပြမယ် okayအဲ့တော့ဒီမှာ from beginning ပြန်စမ်းမယ် from beginning ဆိုတာတကယ်တမ်းအစအနေပြတာအစဆိုတာဒီကောင်နော်အဲကျွန်တော်တို့ကအခု from beginning နေကြည့်လိုက်ခဏကျွန်တော်သတ်မှတ်ထားတဲ့9 6ခွန်မဲလာပါတော့မယ်ပြီးရင်မလာတော့ပါဘူးနော်ဟုတ်ပြီ
အဲ့ဒါ slide show ဘယ်ကနေပဲထိပေါ့နော်အသုံးတော့နေပါတယ်ဒီကောင်ပို့သုံးများတယ်ဟုတ်ပြီဆိုကျွန်တော်ဒီမှာတတိထားမှာကို slide show သုံးပြီးသွားရင်မလိုအပ်တော့ဘူးဆိုကျွန်တော် all slide ပြန်ထားပြီးတော့မဟုတ်ဘူးဆိုကျွန်တော် front to ပဲဖြစ်နေသေးတယ်ဘယ်ဟာပဲနှိမ့်နေကျွန်တော်တို့ကဒီသတ်မှတ်ထားတဲ့96ခုပဲလာနေလေပါလိမ့်မယ်နော်ကိုသတ်မှတ်ထားတဲ့ slide ပဲလာနေမှာပေါ့အဲဆို all လို့ပြန်ရွေးပြီးရင် okay လို့နှိပ်ပေးလိုက်မယ်နောက်ဆုံးတစ်ခုကတော့ high slide ဆိုတာကျွန်တော်ကိုမပြချင်တဲ့ slide တွေကိုဒီမှာပိတ်ထားလို့ရတယ်ဟောနံပါတ်1ကိုမပြချင်တော့ height လုပ်လိုက်မယ်ရေးရှိကြည့်လိုက်နော်ဒါဆိုတစ်ကဘာဖြစ်သွားလဲဆိုဒီမှာcross line လေးနဲ့ပိတ်သွားပြီပြီးတော့ height ဖြစ်သွားမိန်လေးဖြစ်သွားတာပေါ့နော်တစ်ကိုမပြချင်ပြီး3ကိုမပြချင်တော့ high slide ဒါဆိုရင်3နဲ့ပိတ်သွားပြီ9ကိုမပြချင်တော့9ကိုတစ်ချက်နဲ့ high slide အဲဆိုကျွန်တော် from beginning နဲ့တော့ပြလိုက်မယ်ဆိုကျွန်တော်အခု height လောက်ထားတဲ့ slide တွေကလာမှာမဟုတ်တော့ပါဘူးနော်ဟုတ်ပြီပြန်ဖော်မယ်ဆိုရင်တော့ high slide ပဲပြန်ရွေး high slide ပဲပြန်ရွေးဟုတ်ပြီပြီးရင်နောက်ဆုံးတစ်ခုလေးကျွန်တော်ထပ်ပြောလိုက်မယ် rehearsal timing ပေါ့နော် rehearsal timing ကကျွန်တော်တို့ကအစမ်းလေးချင်းတဲ့သဘောမျိုးပေါ့နော်ဒီမှာ slide 8ခုရှိတယ်ထားပါအဲ့ဒီ8ခုကိုကျွန်တော်တို့ပြောမှာနာယူဝက်အချိန်ရတယ်ဆိုပါအဲ့ဒီနာယူဝက်အတွင်းကိုက slide တစ်ခုကိုဘယ်နှမိနစ်နဲ့အပြီးပြောမလဲအဲ့ဒါကိုကစမ်းပြီးတော့လေ့ကျင့်ထားတဲ့သဘောမျိုးပေါ့နော်ကိုဖြည်းဖြည်းပြောတင်လားမြန်မြန်ပြောတင်လားပေါ့နော်အဲ့လိုမျိုးဒါဆိုကျွန်တော်တို့ rehearsal timing ကိုတစ်ချက်နှိပ်လိုက်ပြီနှိပ်လိုက်ဆိုတော့ဒီမှာ slide ကတော့စပြတယ်ပြီးရင်ဒီဘက်မှာလည်း timing လေးသတ်မှတ်ထားတယ်ဒီရှေ့ဒီမှာ timing နှစ်ခုလောလောဆယ်တူနေတယ်ရှေ့ရ timing ကဘာကိုပြတာလဲဆိုရင် slide တစ်ခုချင်းစီရဲ့ timing ဒီကောင်ကကျတော့ slide အားလုံးရဲ့ timing အခုချိန်မှာမသေးကိုဆိုကျွန်တော်တစ်ချက်နှိပ်လိုက်မယ်ဒါဆိုနောက် slide ရောက်သွားပြီဒီနောက်ကဒုတိယ timing ဒီပုံမှန်တိုင်းပဲသွားနေမှာဒီကောင်ကျတော့အစအနေပြန်ရောက်သွားတယ်ဒါဆိုရင်သူကဒုတိယ slide ရဲ့အချိန်ကိုပြန်သတ်မှတ်ထားပြီးတယ်ဒါကကျတော့ slide အားလုံးရဲ့တူတယ်ပေါ့နော်အဲဆိုထပ်နှိပ်လိုက်ဒါဆိုသူကအစပြန်ပြမယ်သူကတော့ဒီတိုင်းပဲထပ်သွားမှာပေါ့နော်အဲဆိုကိုယ့်ဘာသာကိုဒီတိုင်းမှာအစမ်းပြောလေ့ကျင့်သွားပါတော့ပုံမှန်တိုင်းပြောသွားမယ်ဒါဆိုရင် slide တစ်ခုမှာဘယ်လောက်ကြာသွားလဲဆိုတော့ကျွန်တော်ပြန်ကြည့်လို့ရပါတယ်နော်ဟုတ်ပြီ yes လို့ပဲနေလိုက်ပါဒါဆိုရင်ဒါအစမ်းလေ့ကျင့်တဲ့သဘောမျိုးပါပဲเนาะဟုတ်ပြီအဲ့ဒါနဲ့ကျွန်တော်တို့တွဲပြီးတော့ဘယ်ကောင်းအောင်တွားပြီးတော့တွဲသုံးတင်လဲဆိုရင် view tab ထဲက presentation view နဲ့ကျွန်တော်တွဲပြီးတော့သုံးတင်ပါတယ်အခုလက်ရှိကျွန်တော် normal view ဆိုတာကလက်ရှိပုံမှန်မြင်ခွင့်ကျွန်တော် slide တွေဖန်တီးတဲ့စာတွေရေးတာဒီ normal ပါเนาะ outline view ဆိုတာကဒီ slide တွေကိုမကြည့်တော့ဘဲနဲ့စာအဖြစ်ပြောင်းကြည့်လိုက်တာဒီမှာဒီလိုပါเนาะ slide တွေကိုစာအဖြစ်ပြောင်းကြည့်လိုက်တယ်ပြီးတော့ရင် slide sorter view ဆိုတာကိုယ့်ရဲ့ slide တွေကိုဓာတ်ပုံအဖြစ်ပြောင်းကြည့်လိုက်တာပေါ့နော်။ thumbnail ဖြစ်နေပြောင်းကြည့်လိုက်တာပြောတာပါ။ဒါဆိုကိုယ့်ရဲ့ slide တွေဒီမှာရွှေ့လို့ရတယ်။ကြက်တဲ့နေရာကိုရွှေ့ဘာလို့လုပ်လို့မရဘူးလဲဆိုရင်ကျွန်တော် slide တွေစာတော့ပြန်ပြင်လို့မရဘူးပေါ့နော်။ပြီးတော့ note page view note နဲ့တွဲကြည့်တာဒီအောက်မှာကျွန်တော် note လေးတွေရေးမှတ်ထားလို့ရတယ်။ဒီမှာဘာတွေပြောမယ်ဆိုပြီးတော့ note တွေရေးမှတ်ထားလို့လည်းရတယ်။ဒီမှာကျတော့ကျွန်တော် နောက် slide ကိုသွားဖို့က score view လင့်ရမယ်နော်။ကိုယ့်ဘက်ကိုဆိုရင် next slide ပါပြီးရင်ဒီမှာnote တွေဆက်ပြီးတော့ရေးမှတ်သွားလို့ရတယ်နော်။နောက်ဆုံးတစ်ခုက reading view ဆိုတာကိုလောက်ထားတဲ့ဒီ slide တွေကိုနမူနာစမ်းပြီးတော့ဖတ်ကြည့်တဲ့သဘောမျိုးပါပဲနော်။သူလည်း slide show ပြတယ်နဲ့တော့တူတယ်။ဒီတိုင်းတစ်ခုချင်းစီအစမ်းဖတ်သွားတဲ့သဘောမျိုးပါပဲဟုတ်ပြီအဲ့တော့ကျွန်တော်မျှဝေသွားလိုက်တဲ့ဟာပါလဲဆိုရင် slide show တဲ့ကဒီ stat slide show နဲ့ဒီဘက်က high slide တွေပေါ့နော်ဒီ၅ခုရဲ့ view tab ထဲကနေဒီ presentation view အုပ်စုပေါ့နော်ဟုတ်ပြီအဲ့ဒါလေးတွေကျွန်တော်တခုချင်းစီနားလဲသဘောပေါက်သွားပြီဆိုရင် slide show presentation လုပ်တဲ့ချိန်ခါကျရင်ကိုကဘယ်လိုမျိုးလုပ်တင်လဲဘယ်လိုတွေပြတင်လဲဆိုတော့ဒီမှာတုံးတက်ခြင်းအားဖြင့်ကို presentation လုပ်တဲ့ချိန်မှာပို့ပြီးတော့လွယ်ကူနေပါလိမ့်မယ်နော်ဟုတ်ပြီတခြားသိချင်တာလေးရှိရင်လည်းကျွန်တော် comment မှာမေးသွားလို့ရပါတယ်အားလုံးအဆင်ပြေကြပါစေခင်ဗျာ